အားလုံးပဲမင်္ဂလာပါရှင်။နင်း audio book channel လေးမှာကြိုဆိုပါရရှင်။ခုနေ့ကျွန်မဖတ်ပြပေးမှာကတော့ဆရာမကြီးခင်ခင်တူရေးသားထားသောပဲတင်ကောက်အညာတလေးရွာတလေးစာအုပ်ထဲမှာပင်လက်ပံကြွေချင်းကြပြီမို့ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။နှွေပေါက်လာလို့လေယူကလေးဝေးကျင်သည်နှင့်ကျမ၏ငယ်ဘွားအရင်များသည်ကျမထံပြည့်ပြည့်လွှားလွှားရောက်လာတမ်းမြဲဖြစ်ပါ၏အညာဤຫນွေသည်တမျိုးချစ်စရာကောင်းသည်ကျမတို့ရွာကမြင်းကြံနဲ့မြောက်လက်ရွာတွေကရွာကလေးဖြစ်ပါသည်ဒီချိန်ဆိုလျင်ရွာမှာကျမသတိအရဆုံးကတော့ဘုံကြီးပြန်ခွင်းတွေကဒုံရုပ်ကြီးများနှင့်တူသောလက်ပံမင်းအိုကြီးတွေကိုဖြစ်သည်လက်ပံမင်းကြီးတွေကအိုလေးလက်ပံမွင့်နေခဲနေအောင်ပွင့်လေးဆိုတော့အမေကအိုကန်ကောင်းသည့်အပင်တွေလို့ပြောတတ်သည်ဖြူချောက်ချောက်ရိုးရံကြီးတွေစီကနီးဆွေဆူဖက်နေသောအပွင့်တွေပွင့်တတ်တာကိုကလှလိုနေသည်လက်ပံပွင့်နေရဲပရောင်းကြီးခတ်အောင်ပွင့်တတ်သည့်လက်ပံပင်အိုကြီး၅ပင်ကကျမတို့သခင်အဆက်မှရှိသည်ဒီအပင်တွေကဘိုးဘွားစင်ဆက်ပိုင်ဆိုင်လာခဲ့သည့်အမွေဆိုင်အပင်များဖြစ်သည်ကျမတို့မမွေးမီကပင်ဒီလက်ပံပင်ကြီးတွေကလက်ပံပွင့်တွေကိုကျမတို့မိကြီးဖာကြီးရွေးကြီးထွေးလေးတို့ကောက်ခဲ့ကြရောမည်ကျမငယ်စဉ်ကရွာမနေကြသောအမေအမကအမွေးသည့်ညီအမဝမ်းခွဲများနှင့်အတူလက်ပံပွင့်ကောက်ထွက်ရတာကိုပဲပြောခဲ့ရသည်တကောက်တောင်းခေါ်ကြသည့်ထန်းလျှော်တောင်းကိုစီဖြင့်လက်ပံမင်းကြီးတွေရှိရာကိုတွားကောက်ကြရတာကလည်းနေကုန်နှင့်နေကန်လက်ပံပွင့်ချိန်ခွေးယူချိန်လက်ပံရဲခွေးကဆွဲစသည်ပါဇက်ကလည်းအော်ကြရင်လေမွေတိုင်းကျွေးလာတတ်သည့်လက်ပံပွင့်တွေကိုမြင်မကြခင်လိုက်ဖမ်းကြတာကိုလည်းသတိရမိ၏များများရအောင်ကောက်ခဲ့ကြရေးကြီးကကြရင်လက်ပံကောင်းကြောက်အကောင်လှုပ်စားကြရတာရဲ့ရေးကြီးကဟင်းလေးချက်များတော့စားရတာကိုမတင်းတိမ်ပေါတော့ကြီးတော်မှားလိုက်သည့်စကားကိုကျမတို့သဘောပေါက်ပါသည်ရေးကြီးခါဆိုတာဝါဆိုဝါကောင်အေယာရီမြစ်ရေတိုးပြီးဆိုလျင်ကျမတို့မျက်နာကန်နာရွာတွေတဲ့မြစ်ရေတွေချောင်းပေါက်ထူးပေါက်တွေကတိုးဝင်လာတတ်သည်ရွာရှိအနေပိုင်းပဲရေဦးထိုးသွားရာကဆက်မသွားနိုင်တော့လို့ရေဤပြီးဆိုလျင်ရွာထဲမှာရေတွေခါလေလောက်ရောက်ပြီးဒီအခါတီးကင်းဆိုင်ခင်းတွေပြောက်ပြီးအိမ်မော်မှာပဲတလကိုတရင်ချက်ပြုတ်စားကြရတာမို့တနွေလုံးစုထားသည့်လက်ပံကောက်ကြောက်ဘူးတီခရမ်းတီကြောက်တရတီကြောက်တွေကဟင်းမီဖြစ်ရတော့သည်ဝတ်သားငချောက်ရိုးစသည်ကိုမတီကပဲပုံးရီနှင့်လက်ပံကောင်းကြောက်ဟင်းလေးအိုးကြီးကအိုးလို့သာဟောင်းကြရောကျမတို့ရွာထဲကရေတွေမစင်းသေး၍ဟင်းလေးကြိုထားသည့်အိုးကြီးကဖိုကွင်ဘောကဆင်းရသည်မရှိတစ်ချက်မှဘွက်ခနဲထဆူတတ်သည့်အိုးကြီးကိုမိကြီးဖြင့်နှက်ကပစ်ထားလေးရှိသည်တောက်ကြစားကြစမ်းပါလိဒီဟင်းရနံကကျမတို့တအိမ်ထဲကထွက်နေခြင်းမဟုတ်ပါအိမ်တိုင်းစီကထွက်နေကြရေကြီးကကျေးလက်မီးဖို့ကြောင့်နှံ့ဖြစ်၏ရေကြီးကဆိုတော့တအိမ်နွားစချင်းကိုလေလောက်ခါကူးကြရသည်နွားစချင်းကိုအိမ်တိုင်းချီးပြီးအိမ်ကပြင်လှမ်းတက်လိုက်သည်နှင့်ဒီအိမ်မှာလည်းလက်ပံကောင်းဟင်းချက်အနှံကစီကျိုးနေတတ်၏လက်ပံကောင်းကျွေးတာချီးတော့ပြမယ်ဒီမှာကြည့်ညီတို့တစ်သက်လုံးစားရမှာဟောတာကပွင့်ဖက်တွေချွေပစ်လိုက်ဒါကဥရန်ထိတ်ကမြက်ချေးဆန်ကလေးတွေအမဲစီကလေးတွေတိတ်လာအဲ့ဓာတွေလဲချွေးပစ်လက်ပံကောင်းကြည်ကြမစီကြီးတော်ကလက်ပံ၄-၅ပွင့်လောက်ချွေးပြသည်နှင့်ကျမတို့လည်းလှုပ်တက်သွားကြပြီလက်ပံကောင်းဆူတွေကိုအိမ်ရှိတလင်းပြန့်မှာကကြဲခင်းကလှမ်းကြရသည်ကျွတ်မြေအောင်ခြောက်ပြီးဆိုမှမြေအိုးတုပ်တွေထဲထည့်လောင်ရသည်မချောက်လျင်မှုတ်တက်တတ်ပါသည်ကြိုကျင်တော့မှအိုးတုပ်ထဲမှနှိုက်ခါကြိုကြရသည်လက်ပံသီးတွေရင်းကြပြီးဆိုလျင်တော့လက်ပံသီးပုတ်ဖို့ထွက်ကြရပြန်သည်လက်ပံမွေးနေကြွေတော့ကတော့သူ့အပင်ကို့အပင်မရှိပါညီသူမဆိုဝဲကြလာတတ်သည့်လက်ပံပွင့်တွေကိုလူနိုင်ကောက်နိုင်ကြပါ၏လက်ပံသီးကိုတော့ပိုင်ရှင်ရတာပုတ်ခွင့်ရှိသည်လက်ပံသီးပုတ်သည်ဆိုခြင်းမှာလက်ပံသီးများကိုဝလုံးရှိဖြင့်လှမ်းပုတ်ခြင်းကိုဆိုလိုသည်လက်ပံသီးတွေအရင်လွန်၍၆သွေးသွားလျင်ကွက်ထွက်ကုန်တတ်သည်လက်ပံမိုးတွေလင့်ကုန်တတ်သည်ဒီတော့လက်ပံမိုးရရန်အတိမကွဲတွင်ပုတ်ချရခြင်းဖြစ်သည်လက်ပံသီးပုတ်ချိန်ကတစ်ခင်းကိုင်းကင်းနားခြင်းဖြစ်သည်လဲအားလူအားခြင်းဆိုတော့ထလက်ခုတ်ခြင်းလက်ပံပုတ်ခြင်းမကြီးသည့်ပုတ်ခြင်းတွေဒီရာဒီမှာလုတ်ကင်ကြရသည်လက်ပံပုတ်သည့်အခါဝလုံးရှိများသုံးကတစ်ပင်ကွာစုံမော်တက်ပြီးရိုက်ချရခြင်းဖြစ်သည်ကောက်သူတွေကနိုင်အောင်ကောက်ကြပြီးတော့လှဲတစ်စီးတိုက်နှစ်စီးတိုက်သုံးစီးတိုက်အသီးများသည့်နှစ်တွေဆိုလျင်၄-၅ရက်ပုတ်ကြရသည်
လက်ပံသီးတွေလမ်းကျိန်မှာအသီးကွဲတွေကြားကလွင့်တက်လာတတ်သည်လဲမိုးစားကလေးတွေလိုက်ဖမ်းရတာလေးနှစ်မှုတ်ကြရတာကလည်းကြီးလက်ကစားနည်းဖြစ်သည်လက်ပံသီးတွေ6ပြီးဆိုရင်တော့လက်ရိုက်တုပ်ဖြစ်ထူရိုက်ကအခွန်မာတွေခွာကြရသည်အတောင်ထဲကလက်ပံမှုဘက်ကလေးတွေကစနစ်ကြိတ်ထဲထားသလိုအသီးကန်ထဲတွင်ကြစ်ကြစ်ကလေးရှိနေတတ်၏ဒါကူမှတောင်းထဲထဲကဒလက်ဖြစ်နာနာမွေလိုက်တော့လက်ပံမှုတွေကပေါ့ပွားကြွကြွဖြစ်လာသည်ဒလက်လဲနာလေးပွားလေးလက်ပံမှုစီတွေကတောင်းအောက်ခြေမှာကျန်ရစ်ခဲ့၏ဒလက်လဲသူကပါဇက်ပေါက်နှာခေါင်းပေါက်လုံးအောင်အဝေစားစီးထားရသည်မှုတွေဝင်တတ်လို့ဖြစ်သည်ဒလက်လဲရကလွင့်တက်လာတတ်သောမှုစာကလေးတွေကတရွာလုံးပြန့်နှံ့နေလေသည်တချို့နှစ်တွေမှာလက်ပံမှုလိုချင်သူသုံးချင်သူတွေကကျိုးမာထားတတ်ကြသည်ကျိုးမာသူမရှိရင်လည်းမြင်းကြံစီပြေးရောင်ကြရ၏ပစိုးဟောင်းတွေကိုထိတ်မှစုချီကလက်ပံမှုတွေတိတ်ထဲပြီးလျင်အပေါ်ကကြကြနာနာချီရသည်မိုးအိတ်ကြီးတွေကိုအလုံးလိုက်နေပြကြရသေးသည်အထုပ်ဖြေကအထက်အောက်လှမ်းပေးရသည်တနှစ်လဲမိုးဘိုးနဲ့ဆန်ဝဲထားကြတာပဲတချို့များဆန်ကအကြည့်တည်င်းခွဲအိတ်လေးငလုံးရကြတာရဲ့အိတ်ကျမတို့ရွာကလက်ပံမင်းကိုလဲပင်လက်ပံမှုကိုလဲမှုလဲဝါစသည်ဖြစ်လဲအလွယ်ခေါ်ကြပါသေးသည်လက်ပံမှုတချို့ကိုအိမ်အတွက်ချမ်းကခေါင်းအောင်သစ်ထိုးကြသည်ခေါင်းဟောင်းတွေတဲကအမိုးဟောင်းတွေထုတ်ပြီးမှုသစ်လဲကြသည်ငွေရရဲ့လိုချုပ်ကြသူမရှိသလောက်ပင်ခေါင်းနဲ့မှုတို့ပြီးလျင်အဟာတိုင်ထားကြရသည်အမေကြီးတွေကြီးတော်ကြီးတွေကချုပ်ကြလိမ့်မည်အရွယ်ကျန်သေးသည့်သားတဲ့မိခင်တွေအပြိုတွေအချုပ်မခံသားသမီးမိဖွားရခတ်တတ်သည်မြုံတတ်သည်ဟုယုံကြည်ကြလို့ဖြစ်သည်ဒါကလည်းအယူသေးလေခြင်းလိုပဲဆိုကျမတို့ရွာမှာတော့ဒီအလေးကျန်းနေသေးသည်မြို့ကြီးတွေမှာရေမြုပ်ကောင်းအောင်ဂွန်းကတ်ကောင်းအောင်တွေတာစားတော်လဲကျမတို့ရွာမှာလက်ပံမှုကောင်းအောင်ကိုမှခေါင်းအေးသည်ဟုယူဆကြသည်မြို့ကောင်းအောင်တွေများအုံနာနဲ့ခေါင်းကိုက်ကြောဟုလဲဆိုကြသေး၏ဘိုးဘွားပိုင်လက်ပံတော်ကြီးကမျိုးဆက်တွေကိုလက်ပံမှုတွေပေးနေတော့မဲ့ဖြစ်သည်လက်ပံမင်းတွေကိုအဖိုးပွားများကဘသူဘဲအပင်ရဲလို့ခွဲတန်းချအမွေပေးခဲ့တာမဟုတ်ပါငါးမပေါမိသားစုတွေလက်ပံတော်ကထွက်သမျှလဲမိုးကိုတစ်နှစ်တစ်လှဲ့စီယူကြရခြင်းဖြစ်သည်ကျမတို့မိသားစုအလဲက9နှစ်တစ်ချိန်ကြသည်ဒီနှစ်ဘဲမိသားစုအလဲဆိုတာတွက်နေစရာမလိုသူနှစ်သူခွဲတန်းတိကြပြီးသားဖြစ်၏နှစ်ညီအမေမမျှတင်အလဲပေါ်အေးမို့3-4ပိတ်တာလောက်တော့လှည့်ရအောင်မယ်ငါအလဲကြမှာပြန်ဆက်ရုံပါကြီးတော်ကဒီနှစ်ခေါင်းအသစ်ကလေးနှလုံး3လုံးထိုးကမြေဝမ်းခွဲအလူမှာအလူကူခြင်းသည်ဟုဆိုသည်ကျမတို့ရွာကခေါင်းတစ်လုံးမှုတစ်ပိတ်တာချိန်ငွေနေ့ချိန်ကမှုထိုးတတ်ကြသည်မှုထိုးပြီးကသာခေါင်းအောင်ဖောင်းဖောင်းကားကားကြီးတွေကအုံရခတ်တော်လဲအသားတကြဖြစ်သွားပြန်တော့အီဆက်ဆက်ရှိလာသည်ကျမကတော့လက်ပံမင်းတွေကိုအကြောင်းပြုကာဆွေမျိုးမျိုးတို့သွေးစီချစ်ခင်နေရအောင်စီစဉ်ခဲ့ကြသောဘိုးကြီးဘေးကြီးများ၏မျှတသောစိတ်ထားကိုသာလေးစားနေမိပါသည်တခါတရံကျမတို့နေထိုင်သည့်မန္တလေးကိုတန့်စင်ပြီးသားလက်ပံမှုတွေရောက်လာတတ်သည်တခါတရံရောင်းချပြီးမှငွေနှစ်တိုက်ခါပဲလေးနှမ်းလေးကြက်သွန်ကလေးပို့ပေးတာလည်းရှိသည်ကျမတို့အောင်မျိုးဆက်တွေကတော့လက်ပံမှုကိုစိတ်ဝင်စားကြတော့တခါတရံအမေကျိုးတတ်သောလက်ပံကောင်းချင်ကြီးကိုလည်းအရသာရှိသည်ဟုမထင်ကြတော့ပါတလောကတော့ဖောင်ကားကုန်းရှိလက်ပံမင်းကြီးတွေတဲကတချို့သေးကုန်ကြပြီဆိုသည်စာတို့ကလေးသင်းမောကြုံပြေရောက်လာခဲ့၏ဘာရမှန်းမသိပဲကျမလွမ်းမိပါသည်တေချာတာကတော့နောက်ထပ်လက်ပံမင်းတွေဘသူမှမဆိုင်ကြတော့ခြင်းဖြစ်သည်နောက်မျိုးဆက်တွေအတွက်ယေရှုကစိုက်ပျိုးချသူတွေလည်းမရှိရှိအောင်တော့လက်ပံမင်းခံစားမှုတွေကိုရှိကြပါအောင်မလားကျမတို့မြို့သစ်ကိုပြောင်းမလာခင်ARမြစ်ဘေးတိုက်ခန်းတွေမှာနေခဲ့ကြသေးသည်တာပေါင်ရိုးတစ်လျှောက်လက်ပံမင်းနှန်းကြီးတွေရှိသည်ရွာကိုလွမ်းလျင်လက်ပံမင်းနှန်းဘက်လျှောက်သွားလိုက်ရောပင်လုံးကျော်ရဲမှန်နေသည့်အပင်တွေအောက်မှငယ်ပေါ်ကအလန်းပြေလက်ပံမွင့်ကြွေတွေကောက်ခဲ့မိသည်တစ်နှစ်တစ်ခါနှစ်ခါဆိုသလိုလက်ပံကောင်းကလေးကြိုပြစ်ခဲ့သေးသည်မြို့သစ်မှာတော့လက်ပံမင်းမရှိလွမ်းကျင်ရင်တော့လဲမြစ်စိတ်လက်ပံမင်းကြီးတွေရှိရာသွားဖို့သာရှိ၏လက်ပံမွင့်ချိန်ရောက်ပြန်ပြီရွာကိုလွမ်းခင်ကြုံမြန်ပြီဒီနှစ်တော့လက်ပံမိုးခွဲတန်းရလျင်ခေါင်းအသစ်ကလေးထိုးရပါအောင်မည်မြို့မှာအမြဲတမ်းခေါင်းပူနေရတော့ကျမတို့အဖို့လက်ပံမိုးခေါင်းကလေးကခေါင်းအေးသည်ဆိုတာကောအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်